အဲ့လိုလုပ်ပြီးတော့စွန့်ရင်ကတော့သူတို့ကဟိုလုပ်မှာပေါ့ဟုတ်ကောအဲ့တော့ဒီဒီဘက်မှာရှိတဲ့ infrastructure တွေသူတို့ကအကုန်လုံးသူတို့ကလုပ်ပြီးမှာနော်ဟုတ်ကောဒီရန်ကောင်းတယ်မာပြည်ရဲ့အနေထားနဲ့ကတော့ဒီလိုစိတ်ုံမျိုးကတော့တရုတ်ကတော့ဒီမှာလာပြီး copy ကူးသွားတာလေဟုတ်အခုပြည်မှာတော့ဒီလိုစိတ်ုံမျိုးမရှိဘူးဒီဟာကဒီအခုပေါ့နော်ဟိုစွမ်းအင်အောက်ကပေါ့နော်စွမ်းအင်နဲ့တင်ပြီးသွားပြီပေါ့အဲ့လိုလားဥပိုင်တို့ဘာလို့နဲ့မဆိုင်တော့ဘူးနော်မဆိုင်ဒါကတော့သူဒီဟိုစွမ်းအင်ဝန်ကြီးဌာနအောက်ကပေါ့မြန်မာ Petrol Chemical Enterprise ပေါ့နော်ဟုတ်အရင်ကနာမည်ပေါ့နော်အဲ့လိုမြန်မာရေနံဓာတုလုပ်ငန်းအောက်ကဟုတ်ကိုမြန်မာရေနံဓာတုအောက်ကဆိုတော့ဟုတ်သူတို့ဟွာလုပ်လိုက်မယ်လေသူဒီဘက်နဲ့သူတို့စာချုပ်ပန်းညာချုပ်ပြီးရင်သူတို့ဒီဟွာလုပ်လိုက်မယ်ဟို MIC ကိုသူတို့ကသူတို့တင်လိုက်မယ်MIC ရဲ့ယင်းနှိမ့်မြုံမှုကွန်ပျူတာကိစ္စလည်းသူတို့လုပ်လိုက်မယ်ဟုတ်ကဲ့ကို MIC regulatory နဲ့ပတ်သက်တဲ့ကိစ္စတွေကသူတို့လုပ်လိုက်မယ်ဟုတ်အဲ့ဆိုရင်ကျွန်တော်တို့ကလုပ်ချင်တဲ့ကုမ္ပဏီနာမည်ပေးလိုက်တာနဲ့သူတို့ကဒီမြန်မာစွမ်းအင်ကသူ့အတူလုပ်သွားမှာပေါ့နော်အဲ့လိုမျိုးဒါပေါ့သူတို့ကခုနပြောသလိုသူကဒီဘက်မှာ profit share ဖြစ် product share ပဲဖြစ်ဒါကိုသူတို့နဲ့ဟိုလုပ်လိုက်အောင်လေသူတို့ပေးလိုက်အောင်မယ်ကျန်တဲ့ကိစ္စကသူတို့ဘာမှဝင်မပါဘူးအဲ့ဒါကအခုဒီမှာတော့ဒီကုမ္ပဏီ fertilizer စက်ရုံပေါ့နော်အဲ့တော့အခုဒီမှာကျွန်တော်အကိုရဲ့ presentation file တွေအတိုင်းကျွန်တော်နားလည်တာကိုအကြမ်းပြန်ရှင်းပြမယ်နော်အခုအဓိကစက်ရုံရဲ့ area 23ဒီကျွန်တော်တို့ဘေးပတ်ဝန်းကျင်က981ဆိုတော့စုစုပေါင်း604ပေါ့နော်ဟုတ်တယ်ဒီလိပ်စာအောင်လန်မှာရှိတယ်ပေါ့အရင်တော့ကဂျာမနီကလုပ်ထားတယ်1985ခုနှစ်တည်းကလုပ်ထားတာနောက်ဆုံးလုပ်ခဲ့တဲ့အချိန်က2010ပေါ့နော်ဒီ2010ဒီ restep plan ဆိုတာကျတော့2021မှာတစ်ခါပြန်လဲထားသေးတယ်လားအဲ့လိုလားကို ready to restart ဟုတ်တယ်2021မှာသူတို့တစ်ခေါက်ပြန်လဲ2021မှာတစ်ခေါက်ပြန်လဲထားသေးတယ်เนาะဒီထဲမှာဟိုဓာတ်မြေဩဇာလို့ပဲရေးထားတာเนาะကိုဘာဓာတ်မြေဩဇာဆိုတာကျွန်တော်မတွေ့ထားသေးဘူး fertilizer ပေါ့ fertilizer ဆိုတာ urea ပေါ့ဟုတ် fertilizer ဆိုတာတော့ဓာတ်မြေဩဇာ urea ရဲ့သူကနှစ်ခုထွက်တယ်လေammonia liquid ရဲ့နှစ်ခုထွက်တယ်ammonia liquid သူက chemical raw တွေကကြတော့ကိုပြည်တွင်းကပဲထုတ်မှာလားတခြားနိုင်ငံသွင်းမှာလားchemical raw အဓိက raw တော့ဒီ natural gas လေဝါဓာတ်ငွေဝါဓာတ်ငွေကတော့ပြည်တွင်းရတာပေါ့တခြားလိုအပ်တဲ့ chemical အနေချင်းကတော့နိုင်ငံခြားသွင်းမှာဟုတ်ကိုဒါပေါ့ဟုတ်ကိုအဲ့ဒီချိန်ကျရင်အဲ့ဒီတွင်းခွင့်လိုတဲ့ဟာတွေလည်း तू က MIC permit ရှိထားတဲ့အတွက်သူတို့ပဲဆက်လုပ်ပေးမှာပေါ့နော် MIC permit ဆိုတာခုနပြောသလိုပေါ့ဒီဘက်ကတို့ private ဟလာဟို JB လုံးမဲ့နော် JB ကို product share နဲ့လုံးမဲ့ investor ရပြီဆိုရင်ဒီဘက်မှာလက်မှတ်တွေပါထိုးမယ်ထိုးပြီးပြီဆိုရင်ဒါသူတို့ဘက်သူတို့ဝင်ကြီးဌာနကနေပြီးတော့ဟိုတင်ပါလေMIC ကိုဒါလေးတင်ပြလိုက်ရမယ်ဘာမှမခက်ဘူးဒါအဲ့တော့စပြီးတော့ MIC permit တို့ပါဆိုလွယ်လွယ်လေးဒါတွေကဟုတ်ကိုစပြီးတော့ company ထောင်တဲ့ဟိုကဥမာအကိုက30အစိုးရက15ဒီ investor က85ဆိုပြီးတော့အဲ့လိုထောင်ပါလားဒါမှမဟုတ်ရင်ကုမ္ပဏီထဲမှာအကိုနဲ့ကျွန်တော်နဲ့ပဲဥမာ90 10ဆိုထောင်ပြီးတော့ဒီဟာမှာသွားပြီးတော့အလုပ်လုပ်မှာလားဘယ်လိုမျိုးဖြစ်သွားမလဲတို့ဒီဘက်ကမြန်မာကုမ္ပဏီကဘယ်လောက်ပါမလဲဝန်ကြီးဌာနကဘယ်လောက်ပါမလဲနောက်ပြီးတော့ဒီ foreign investor ဘယ်လောက်ပါမလဲဆိုတော့ MIC မှာတခါတည်းပေါ်ပြမယ်လေပေါ်ပြပြီးတော့ဟုတ်ကိုခဏလေးနော် MIC မှာတခါတည်းဘယ်လောက်ဆိုပြီးတော့ပေါ်ပြမယ်ပေါ့နော်ဟုတ်ပြီဟုတ်တယ်အဲ့ဆိုရင်ဟုတ်ဒီဘက်မှာအစိုးရအတွက်ကျွန်တော်တို့ကဥပမာထားပါတော့တချို့နိုင်ငံတော် project လို့ဟာမျိုးဆို deposit လေးတင်တာရှိတယ်ကွာအဲ့လိုမျိုးပဲဒီဟာဒီမှာတခြားတင်ရတာတွေဘာလို့ရှိသေးလားဘာလို့လဲဆိုတော့ကျွန်တော်ကသွားပြောလိုက်ပြီးမှနောက်မှဟိုဒီဟာဆိုပြီးသွားချပြလို့မကောင်းလို့ကျွန်တော်ဒီမိကုန်းတွေကြိုမေးတာပေါ့နော်အကိုအဲ့လိုမျိုးဟာရှိသေးလားအဲ့လိုမရှိပါဘူးမရှိပါဘူးဟုတ်အခုဖုန်းမှာတော့မြင်ရလားမသိဘူးကျွန်တော်ကွန်ပျူတာကနေပြီးတော့ screen share ထားတာပေါ့နော်ဒီထဲမှာ setting tab ပြီးတော့ရင် Congo Metra California Water Branch Grey Filter အဲ့ဒါတွေကကြတော့လုပ်ငန်းဒီလိုလဲသွားမယ်ဆိုတဲ့ဟာကိုအခုပြောချင်တာနဲ့တူတယ်နော်ဟုတ်တယ်ဟုတ်ကိုရတယ်အဲ့ဒါတွေကဘာမှဒီလောက်ကြီးပြဿနာမရှိဘူးလေကိုတော့သူတို့ရဲ့ financial status ပေါ့အဲ့ဒါလေးကိုတော့တစ်ချက်ပေါ့ဟိုသူတို့နဲ့ဆွေးနွေးပြီးဆိုရင်အားလုံးသဘောတူပြီဆိုရင်အဲ့ဒါလေးတစ်ချက်ကိုယူပြီးတော့ဒီဟိုပါပေါ့နော်ဒီ financial နဲ့ပတ်သက်တဲ့သူရဲ့
ဟိုလိုပြောမလဲ source of fund ပေါ့နော် source of fund လေးကို proof of fund ပေါ့ ဟိုကsource of fund ကိုဘယ်ကငွေလဲဒီငွေကဟို 3C ဖြစ်လားနော် 3C ဖြစ်မဖြစ်ပေါ့အဲ့ဒါလေးတို့ဘက်ကတော့ဆက်ရမယ်ဟုတ်စစ်ပြီးပြီဆိုရင်အဲ့ဒါကိုတို့ကဝန်ကြီးဌာနကိုအဲ့ဒါလေးတင်ပြရမယ်ဟုတ်ဒါကျွန်တော်ကတော့ဒီမှာ fund ရှိတယ်ဒီ fund ကအားလုံး clear ဖြစ်တယ်နော် clean clear ပေါ့ non criminal ပေါ့ 3C ပေါ့နော်အဲ့ဒါဖြစ်ပြီးဆိုရင်ဆိုလိုတာတခုရှိတာဟိုငွေရတရားဝင်လမ်းကြောင်းကနေပို့ဖန်ဝင်ရမှာဟုတ်ကိုအဲ့ဒါတို့ဘက်ကဆက်ရမယ်စပီးတာနဲ့သူတို့နဲ့အကုန်လုံးဆွေးနွေးပြီးပြီဆိုရင်ဝန်ကြီးဌာနနဲ့ဒီ call down ပြီးတော့အဲ့ဒါဆွေးနွေးလိုက်ရုံပဲမြန်တယ်ဟုတ်ဘာမှဆွေးနွေးထွေးမရှိဘူးဒီကျွန်တော်တို့အခုဒီဟာကနိုင်ငံရွေးသေးလားဥပမာထားပါတော့တရုတ်မှရမယ်ဘယ်နိုင်ငံရတယ်ဘယ်နိုင်ငံမရဘူးအဲ့လိုမျိုးရွေးထားသေးလားဟိုဘိုင်းမရွေးပါဘူးနော်ဥပမာဘယ်နိုင်ငံပတ်ဝင်လို့ရတယ်ဟုတ်အဲ့တော့အခုဒီထဲမှာတော့ဒါကစက်ရုံရဲ့ဟိုဟာတွေကိုရေးထားတာတော့ကျွန်တော်တွေ့တယ်စက်ရုံရဲ့ရှိတဲ့ပစ္စည်းတွေကိုဒီစက်ရုံရဲ့ရှိတဲ့ပစ္စည်းတွေကိုဒီလို presentation မဟုတ်ဘဲအတိအကျ list နဲ့ရောရှိလားကိုဥပမာထားပါတော့ဘာပစ္စည်းတွေကျန်သေးတယ်ဘာပစ္စည်းတွေမကျန်တော့ဘူးဆိုပြီးတော့ရှိပါတယ်အဲ့ဒါနဲ့ပြီးတော့ဒီစက်ရုံမှာအားလုံးက process ကအကုန်လုံးကဟိုဖြစ်လို့ရတယ်လေဟုတ်ဟိုဒါတွေအကုန်လုံးဟိုလုပ်လို့ရတယ်ပြန်လဲလို့ရတယ်လေဘာမှပြောတာမရှိပြီးတော့ဒီဟာတွေကဥပမာထားပါတော့ကျွန်တော်တို့ကအစက်ရုံကသူကစောစောကဥပမာ3ဟိုဘလောက်ဧကလဲ23ဧကပေါ့နော်23ဧကလောက်ရှိတယ်ဆိုတော့အဲ့ဒီဧကမှာရှိတဲ့စက်တွေသုံးလို့ရတဲ့ဟာတွေကိုပြန်သုံးပြီးသွားမှာလားဒါမှမဟုတ်အကုန်လုံးကိုဖြိုချပြန်သုံးမှာအကုန်ပြန်သုံးမှာဟောအကုန်ပြန်သုံးမှာတော့သုံးလို့ရတဲ့ဟာအကုန်ပြန်သုံးမယ်တို့ကတခုရှိတာသူ့ကို renovation ပဲပြန်လုပ်မှာပေါ့တချို့ဟာလေးတွေနည်းနည်းပါးပါး upgrade လုပ်မယ်ဒီလောက်ပါဟုတ်ကောအားလုံးကဘာမှပြဿနာမရှိဘူးကောင်းလုပ်လို့ရဟုတ်ကောဒီကောင်ရဲ့ design က1980ကျော်မှာငယ်တည်ခဲ့တဲ့ design ပေါ့နော်ဟုတ်ဒါပေမဲ့လို့အဲ့ဒီကောင်ရဲ့ design ကဂျာမနီနဲ့တည်ခဲ့တာလေဟုတ်ဘယ်လောက်ကောင်းလဲဆိုတော့တရုတ်ကဖွဲ့လာကြည့်ရအောင်သူတို့ဒီမှာ copy လာကူးတာသူတို့တရုတ်ပြည်မှာတော့ဒီလိုစက်ရုံ design မျိုးမရှိဘူးသူတို့ဒီလောက်လေးရင်းရုံနဲ့ဘာမှသူတို့မှဘာမှတော့မရှိဘူးလေအဲ့လိုမှဒီလို ratio နဲ့ရတယ်ဆိုတော့သူတို့အများကြီးသူတို့တော့ကအခွင့်ကောင်းတော့ဟိုဒီရဲ့ business plan ရေးထားတာလဲအားလုံးကဟိုကိုယ်တိုင်ရေးထားတာပဲလက်ရှိအခြေအနေနဲ့လေသူတို့ပေးကြပြီဆိုတာနဲ့ဟိုတို့ဒီဘက်ကို call down ပြီးတော့အားလုံးပေါ့အခုပြောလဲဟိုကျွန်တော်ကစွမ်းအင်နဲ့တော့တွေ့မှာလားအဲ့ဒီအကူဘိုးချုပ်ကိုလွင်အကူနဲ့တော့တွေ့မှာလားစွမ်းအင်ဝင်ကြီးပဲလေဝင်ကြီးနဲ့တွေ့မှာပေါ့တဲ့သူကဘိုးချုပ်ကနေမှဟိုဟာဝင်ကြီးဖြစ်နေတာအဲ့လိုမျိုးပေါ့ဩကောင်းပါလေကိုဒါမှသူကအခုဝင်ကြီးလေဝင်ကြီးပေါ့ဟုတ်ကိုရပါတော့အကူနဲ့ close friend ဖြစ်ထားပြီးသားလားဒီဒါပေါ့ကိုတို့ကြီးသားပြင်ဆင်မှုကိစ္စတွေကိုတို့လုပ်ပေးနေတာလားပေါ့နော်ဟုတ်ကို okay အဲ့တော့အခုဒီဟာမှာဆိုရင်ဒီ repair by reading နဲ့ဒီဟာတွေကတော့ကျွန်တော်ကြည့်တာမှစောစောအခုပြောဒီ set တွေတကယ်ရှိသေးတယ်လားကိုဒီ crane တွေပါတွေရှိတာပေါ့ရှိတာပေါ့သူတို့ကအခုဒီကောင်ကြီးရဲ့ compressor ကြီးတွေအခုပြင်လာတဲ့ကိစ္စတွေပါလေကိုတို့အခုတော့ရှောက်လုပ်နေရလေဆိုတော့12 million ဆိုတဲ့အဲမှာကျွန်တော်တို့က new capital လုပ်ဖို့အတွက်12 million လားဒါမှမဟုတ်လို့ရှိရင်ဒီသူတို့ရှိတဲ့ fix set တွေကိုပါအကုန်လုံးပေါင်းလိုက်တဲ့12 million လားအားလုံးဟောပေါ့လက်ရှိ12 million ဆိုတာဒီ renovation cost ပေါ့ပြန်လဲမဲ့စီပေါ့ပြောရတာဒါပါပဲဟိုအရှိရလောက်ထားပြီးသားဟာမပါဘူးပေါ့နော်မပါဟုတ်ဒါပေမဲ့စာချုပ်ချုပ်တဲ့အခါမှာရှေ့ရရှုပ်ထားပြီးသားနဲ့အခုမြင်နေရအကုန်လုံးကိုကျွန်တော်တို့နှစ်ဘလောက်ဆိုပြီးပေးလိုက်ပြီးတော့ကျွန်တော်တို့ကနောက်ထပ်12 million ထပ်ထည့်ရမယ်ဘလောက်ငါဒါသူတို့ရဲ့ဟိုဟာတွေရှိတယ်လေဟုတ်ဥပမာပထမ9နှစ်အမှဒုတိယ9နှစ်တတိယ9နှစ်အဲ့လိုမျိုးတွေမှာစာချုပ်ထဲမှာထည့်သွားလို့ရတယ်လေဟုတ်အော်တော့ဘာဒီကဒီကလာဘလောက်မှမရှိဘူးတစ်နှစ်အတွင်းကိုကြည့်တယ်ဟုတ်ကဲ့ကိုတစ်နှစ်တောင်အဲ့လောက်ပမာဏဟုတ်အော်တစ်နှစ်လောက်ဆိုရင်တော့ကြည့်တယ်နော်ပြီးတော့ MIC လည်းရမှာတော့ဟုတ်ပြီအဲ့ဒါကျွန်တော်ဟိုဘက်တစ်ချမ်းကိုပြီးတော့အခုဒီလှုပ်ထားပြီးသားအခြေအနေမှာ तू ကဟုတ်ပြီအားတဲ့ကျွန်တော်တို့ဘက်ကဘာအားတဲ့ချက်တွေရှိထားပြီလဲလို့ပြောရင်ကျွန်တော်တို့ဘာပြောလို့ရမလဲသူတို့
ဥပမာထားပါတော့ငါတို့က license ရထားပြီးသွားပြီငါတို့ကဘာတွေလုပ်ထားပြီးသွားပြီ close friend ဖြစ်လာအဲ့လိုမျိုးတွေထဲမှာကျွန်တော်တို့ရဲ့အတားချက်လို့ပြောရင်သူတို့ဘာတွေပြောလို့ရမလဲကိုအားလုံးကတို့ဒီမှာဒီ investor ခေါ်လာရင်ဟုတ်ဒီကောင်နဲ့ချက်ချင်းဟိုသူတို့ဘက်ကစာချုပ်ချုပ်မယ်ဆိုတော့ဟို approval ရပြီးသားပေါ့ပြောရင်တော့ဟုတ်ကိုကွန်မြူနီတီနဲ့ကောက်ထည့်ပြီးတော့လုပ်လိုက်ရုံပဲပေါ့နော်အဲ့လိုမျိုးဟုတ်တယ်ဟုတ်ကိုဟုတ်အဲ့ဒါဆိုရင်စာပြီးသွားမယ်ဆိုရင်လည်းကျွန်တော်တို့သွားလိုက်လို့ရတယ်နော်တိတ်မဝေးဘူးရတယ်ကြည့်ချင်တဲ့ဘာသာဆိုလဲဒါခေါ်ပြလိုက်လို့ရတယ်ဟုတ်ကဲ့ကိုဟုတ်အဲ့တော့ဟုတ်ပြီကိုအခုဒီပုံတွေအကုန်လုံးကဟိုဟာဒါအခုလက်ရှိပုံနေလားဟုတ်လားကိုလက်ရှိပုံနေပေါ့လက်ရှိပုံနေဟုတ်ကိုဟုတ်ကိုဟို business plan ထဲမှာတော့ဘယ်လောက်ရင်းဘယ်နှစ်နေဘယ်လောက်တွေပြန်မြင်မယ်လို့တော့ကျွန်တော်တွေ့ထားတယ်ဒီ presentation မှာတော့အဲ့လိုရေးထားတာတော့မရှိထားဘူးဟိုမှာတော့ကျွန်တော်တွေ့ထားတယ်ဟုတ်ဒီဟာကိုဟုတ်ကိုကျွန်တော်ဒီဟာကိုတရုတ်လိုပြောင်းလိုက်မယ်လေကိုတရုတ်လိုပြောင်းလိုက်ပြီးအခုရတယ်တရုတ်လိုပြောင်းပြီးတော့သူတို့ဟိုဖြစ်ပြီးပြန်ပြလိုက်နော်ဟုတ်ကျွန်တော်ဒီတရုတ်ကတော့နားလဲပြီအခုအချိန်နဲ့နည်းနည်းရှိသေးလားကျွန်တော်တို့ဟိုဒီဘက်အင်္ဂလိပ်လိုရေးထားတဲ့ဟာပါကျွန်တော်ပြောလိုက်ချင်လို့ဘာလို့လဲဆိုတော့ကျွန်တော်ဒီအခုရတယ်ပြောလိုက်ရနော်ကြောင်းမှာဟုတ်ကိုခဏလေးနော်ကိုဒီကကျွန်တော်ပြမယ်အခုဖုန်းကိုလှည့်ကြည့်လိုက်ရင်တော့ကျွန်တော်ကွန်ပျူတာအကုန်လုံးမြင်ရမယ်နဲ့တွေ့ရတယ်ဒီဘက်မီးရပြတ်နေတော့ရတယ်online ယူပြီးပါဓမ္မခံနိုင်တော့ဖြစ်နေတာကိုအခုကဟုတ်ကိုအဲ့တော့ကျွန်တော်ကဒီအပေါ်မှာအကိုရေးပေးထားတဲ့အင်္ဂလိပ်လိုရဲ့ကျွန်တော်အကြံဉာဏ်အဓိပ္ပာယ်ပေါ့နော်ဒီမှာဓမ္မီဩဇာဒီအတွက်ကျွန်တော်တို့12တန်း USD 12တန်း10တန်းပေါင်း2တန်းဆိုတာအခုဘယ်လိုဆိုလို့ချင်တာလဲပထမဆုံး capital 10တန်းထက်နောက်တစ်နှစ်နေတော့က2တန်းထက်လားဘယ်လိုမျိုးကိုပြောချင်တာလဲ10တန်း2တန်းဆိုတာတန်းဆိုတာသူရဲ့ဟိုပါပေါ့ဒီကောင်စလက်ပတ်မယ်ဈေးကိုပြောတာလေဟုတ်လက်ပတ်မယ် consumable ပေါ့10တန်းကတော့သူ renovation လုပ်အောင်မကိစ္စတယ်ဟုတ်10တန်း renovation လုပ်မယ်ဆိုတာဥပမာထားပါတော့အကူကကျွန်တော်တို့တစ်နှစ်တော်တင်လုပ်မယ်ဆိုရင်ပထမ2လမှာဘယ်လောက်နောက်တစ်လမှာဘယ်လောက်အဲ့လိုမျိုးဒါပေမဲ့ဘဏ်ကောင်ထဲမှာအစင်းနဲ့ထည့်ထားပေးရမလားဒါမှမဟုတ်လို့ရှိရင် statement လားဒါပေါ့ဒါတော့လူတဲ့အချိန်မှာလုံနိုင်အောင်တော့အစင်းနဲ့ဘာပြည်ထဲမှာဟိုဘိုးဘံတော့သူတို့ထားမှာပေါ့ဟုတ်ဘိုးဘံမှာတော့အကူပြောလို့ C3 ဟိုဘက်မှာယူခဲ့ပြီးတော့ဒီဘက်မှာ MIC permit ယူပြီးဒီဘက်ထဲကိုသွင်းပေါ့နော်အဲ့လိုမျိုးဟုတ်တယ်ဒီအကိုရောဒီလိုမျိုးတခြားစက်ရုံတွေရောအတွေ့အကြုံရှိထားပြီလားဥပမာဘီလက်မြေစက်ရုံတို့တခြားနောက်ထပ်ရှိတယ်လေအဲ့လိုမျိုးစက်ရုံတွေရောရှိတယ်ဟိုတာယာ project တစ်ခုလည်းရှိသေးတယ်ဟုတ်လားအော်ရှိသေးတယ်ဆိုတော့ဥပမာတာယာ project ဆိုကားတာယာ project လားဟိုလည်းရှိတယ်လေ project ဒီ business plan ဟိုလည်းရှိတယ်feasibility study ရှိတာပေါ့ကောင်းတယ်အကိုနဲ့ကျွန်တော်ဒီလိုကြောချင်းကတ်လို့ရတယ်ကျွန်တော်ကဟိုဘက်မိတ်ဆွေရှိတယ်အကိုဒီမှာရှိတာပြီးသားဟာအခုလိုကျွန်တော်တို့လုပ်လိုက်ပြီးပါကျွန်တော်တရုတ်လိုအင်္ဂလိပ်လိုနောက်နေ့ကျရင်အဲ့ဒါ project လည်းပို့လိုက်မယ်ဟုတ်ကဲ့ကိုဟုတ်ဘာလို့ဆိုတော့ကျွန်တော်အခုဒီရှာတဲ့ဟာethanol plan လေဟုတ် ethanol သိတယ်ကိုဟုတ် ethanol plan ရှိတယ်နောက်ဟိုရင်းနဲ့စိတ်ကန်းနေပါလေရှိတယ်ဟုတ်ရင်းနဲ့ရန်ကုန်မှာလားကိုရင်းနဲ့စိတ်ကန်းပသိမ်လားလေရင်းနဲ့စိတ်ကန်း project တွေရှိတယ်ပသိမ်ပါဟုတ်ကိုနောက်ဒီရွာရှိတယ်တို့ဒီဒိုင်ဦးလေဒိုင်ဦးဆက်မှုစုံလေဟုတ်သိတယ်ကိုဒိုင်ဦးသိတယ်ဟုတ်ဒိုင်ဦးမှာတော့ကော်မုတ်ပေါ့ကော်မုတ်လုပ်ငန်းလည်းရှိတယ်ဟုတ်ကိုကော်မုတ်လုပ်ငန်းရှိတယ်ဒိုင်ဦးကော်မုတ်သိလားကော်မုတ်ဆက်အောင်သိလားဟုတ်ကော်မုတ်ဆက်အောင်တော့သိတယ်ဒါပေမဲ့သူကုန်ကျန်းနေသူကော်မုတ်ဆက်အောင်လေအဲ့ဒါလည်းလို့လုံးမဲ့အဖွဲ့ရှိတယ်ဟုတ်ကဲ့အဲ့လည်းတရုတ်နောက်ခါမှာပဲအဲ့ဒါကိုမိတ်ဆွေတွေသူတို့ကတော့အဲ့ကော်မုတ်ဆက်အောင်ကြီးတစ်ခုလုံးယူပြီးတော့ဒီကော်မုတ်နဲ့ချုံမုတ်ပြန်ထုတ်ဖို့အဲ့ project လည်းကိုတို့အခုလုပ်ပေးနေအကိုကဒီဟာမှာ project လုပ်ပေးတယ်ဆိုတဲ့ဟာကဥမာထားပါတော့ကွာစက်ပစ္စည်းဝယ်တာတွေရောအဲ့လိုမျိုးလုပ်လိုက်တာပေါ့နော်အားလုံးစက်ရုံပြန်ဆောက်တာရောလဲတာရောပြင်တာရောဒီဘက်က project နဲ့ပတ်သက်တဲ့ consultant လုပ်တာရောနောက်ပြီးတော့ဒီ project proposal တွေရေးတာရောတော့အကိုလည်းအင်္ဂလိပ်လိုပြောတာပေါ့ဒီအဲ့လိုမျိုးဒါပေါ့အကိုအဓိကအကိုတရုတ်လိုရောပြောလားတရုတ်အိန္ဒိယပေါ့တရုတ်လိုလဲကိုဟာလုပ်ပါတယ်တရုတ်လိုလဲဒီ project ကိစ္စကရောဒီတချို့တရုတ်လိုလည်းပြောလို့ရတယ်အကူလည်းပြောလို့ရတယ်လားဟုတ်ပြောလို့ရတယ်အဲ့ဆိုဟုတ်ပြီအဲ့ဆိုရင်တော့ကျွန်တော် presentation file အရင်ပြင်လိုက်မယ်ဒီ project ကိစ္စတွေကတော့ project language ကတော့ English ပဲဖြစ်တဲ့နဲ့လေဟုတ်ခြားဘာသာတွေနဲ့သွားမပြောနဲ့ပြောရင်ဒါရှုပ်ထွေးမှုတွေဖြစ်လာလိမ့်ဟုတ်ကိုဟုတ် project language ကသူရဲ့ law ရ English ပဲဖြစ်ရမယ်ဟုတ်ကိုသူတို့လည်းတခြားတာမန်စကားပြောတဲ့အချိန်မှာတရုတ်လိုပြောလို့ရတယ်ဒီလိုကိစ္စပြောရင်တော့အင်္ဂလိပ်လိုပဲပြောရမယ်ဆိုတဲ့ဟာကိုသူကအဲ့ဒါကိုစာချုပ်ထဲမှာတော့ထည့်ချော့မယ် project language ကအင်္ဂလိပ်ပဲဖြစ်ရမယ်ဟုတ်အခုဒီထုတ်လုပ်မှုခွဲဝေရေး PSC စာချုပ်ပေါ့နော်အဲ့ဒီမှာဆော့ဆော့ပြောတဲ့12 million မှာကျွန်တော်ဒီမှာတွေ့တာအဲ့10ပေါင်း2ဆိုတဲ့ဟာကစက်က10 million
2က consumable က2ကိုပြောတာလေ အော် ဒီ machine renovation ကဟိုလိုအပ်တဲ့ chemical တွေဘာတွေပေါ့အဲ့ဒါတွေကတော့သူက2လို့ပြောတာ ဟုတ်ကဲ့ကိုအော်သဘောပေါက်10ဆိုတာကဒီ machine နဲ့ဟိုတာ renovation လုပ်တာတို့ upgrade လုပ်တာတို့အဲ့ဒါကို2လို့ပြောတယ်ဟုတ်ပြောတကယ်လို့သူတို့ကဒီ12 million ကိုအခုယူရမယ့် ratio percentage ကိုလည်းပေးမယ်သူတို့ကငကိုဟိုမှာသူတို့စက်ုံတွေမှာရှိထားပြီးသားဖြစ်တဲ့ဒါတွေသူတို့တွင်းလာမယ်ဆိုရင်ရောကျွန်တော်တို့သူတို့လက်ခံလို့ရလားခုရှိတာပေါ့ project design ပေါ့ project ရဲ့ဒီ renovation လုပ်မဲ့ plan နဲ့ specification ကတော့တို့ကပြောတဲ့ specification အတိုင်းပဲလုပ်မှရမှာလေဟုတ်ဘယ်လိုလဲ German standard ကိုသူတို့ကတရုတ် standard နဲ့ပြောင်းလုပ်ပဲဆိုရင်တော့လုပ်လို့မရအောင်ဂျာမနီဆိုဂျာမနီတိုင်းမှာပို့အဆင်ပြေမှာဂျာမနီရဲ့ standard တိုင်းပဲသွားမှာတရုတ်ပြည်ကဒါဘလို့တရုတ်ဟာသုံးမယ်ဆိုလို့တော့လုပ်လို့မရဒါပေမဲ့တရုတ်ပြည်ထဲမှာလည်းသူရဲ့ spec နဲ့ဟိုဘယ်လိုပြောမလဲ specification နဲ့ကိုက်မယ်ဆိုရင်တော့သုံးလို့ရတာတွေတော့ရှိပါတယ်specification ကတော့တို့ဒီဘက်ကပြောတဲ့ spec တိုင်းပဲတော့တိုင်းထားမှာနော်ဟုတ်ကဲ့ကိုဒီမှာတရုတ်မှာလည်းဟိုယူရိုနဲ့လုပ်နေတဲ့စက်ရုံတွေရှိတယ်လေရှာဟိုင်းတို့ကလည်းအဲ့ဒါမျိုးတွေသုံးမယ်ဆိုရင်တော့သုံးလို့ရတာပေါ့ပြောတော့ဝိုင်းဟိုမရဘူးလို့လည်းပြောတာပေါ့လေဟုတ်ကဲ့ spec ကတော့တို့ဒီဘက်က spec တိုင်းပဲကိုင်တဲ့ spec တိုင်းပဲသူတို့လိုက်နာမှာ quality ကို short ကျင်တာတို့ specification ကိုပြောင်းကျင်တာတို့ဆိုတော့အဲ့လိုတော့မရဘူး10 million ကဒီရဟုတ်ပြီအဲ့တော့ဒီရမှာအခုဟိုပါပေါ့နော်သူကအဓိကတော့အရင်တော့ယူရီးယားကိုဦးစားပေးထုတ်ခဲ့တာပေါ့နော်ဟိုဟာယူရီးယားတမ်းမြေဩဇာပဲအခုလည်းယူရီးယားပဲထုတ်ဟောယူရီးယား2မျိုးလားလို့ကျွန်တော်ကြည့်လိုက်တာအခုလောလောဆယ်တော့ဒီမှာ1မျိုးပဲတွေ့သေးတယ်ယူရီးယားကအမိုနီယာ liquid ရထွက်တယ်ဒါပေမဲ့အမိုနီယာ liquid ကတော့ဟိုအနေနဲ့ထွက်တာပေါ့လေဒီကတော့ယူရီးယားပေါ့ byproduct အနေနဲ့တော့အမိုနီယာ liquid နဲ့လည်းထွက်တာဟုတ်ကိုဒီကတော့ဒီယူရီးယားတမ်းမြေဩဇာအခုဒီမှာရေးတာဟုတ်ဒီမှာရေးထားတာကလေဒီအဲ့2 million ထဲမှာပြုတ်ပြမီတောင်နှစ်စဉ်ဝင်ငွေကိုတဲ့2 Marco Simple ခမန်းယူပြီးယူရီးယားထုတ်လုပ်မှုတော့တစ်နှစ်တန်ချိန်တသိန်းခွဲထိပြန်လဲရှင်တန်ရန်ဆိုတာဒီကြောင်းကျွန်တော်နည်းနည်းမရှိဘူးဖြစ်တာကို post renovation annual နှစ်စဉ် fee ဆိုပြီးတော့ရေးထားတာတော့တွေ့တယ်အဲ့ဒါဟုတ်တယ်အဲ့ဒီချက်ကဘယ်လိုမျိုးလေးလဲမသိဘူးเนาะဥပမာ10 million ရန်နေရတက်ရင်းလိုက်ပြီဒါပေမဲ့အဲ့ဒီ2 million ကဒီအတွက်မှာကျွန်တော်နည်းနည်းမရှင်းဘူးဖြစ်တာကို2 million ဆိုတာကဟုတ်ဥပမာလိုအပ်တဲ့တချို့ chemical တွေပုံစံတွေပါကြပေါ့ဒါတွေတော့သူတို့ကတော့ဟုတ်တော့ပြောလားအဲ့တော့ဒီမှာ business plan ထဲမှာရေးထားတဲ့အရာတစ်နှစ်လျင်တန်ချိန်3,500ရာထောင်တောင်းသိန်းရာထောင်တောင်းသိန်းမှာ3,500ထိပြန်လဲရှင်တန်ရန်ခင်မီနီပညာနဲ့ရေးရှိတော့အလေးချင်းများအသုံးချခြင်းဆိုတာဒီຢာတွေကိုပြန်သုံးမယ်လို့အဲ့လိုမျိုးပြောချင်တာလားဟုတ်တယ်နောက်တစ်ခါဒီ post renovation annual revenue project 6755 million $450 per ton ဆိုတဲ့ဒီအဓိပ္ပာယ်ကကျတော့ဘာကိုပြောချင်တာလဲမသိဘူးเนาะဟိုပါပေါ့ဒီမှာ post renovation annual မှာ total ရမယ် revenue ကိုပြောတာrevenue revenue ဆိုတာတိလားတစ်နှစ်ပေါ့ဟုတ်တည်တယ်ကိုကျွန်တော် revenue လို့ capital မှာရောင်းရမယ်ငွေပမာဏကိုပြောတာ income ရောင်းငွေပြောတာအဲ့ထဲမှာရင်းနေပါမယ်တခြား tax တွေပါဒါတွေတော့ပါအောင်ပါဟုတ် net profit မဟုတ်သေးတဲ့ဟာပေါ့ကွာပြောမယ်ဆို income တစ်ခုပေါ့ no revenue ကိုပြောတာ revenue ဆိုတာအနည်းဆုံးနဲ့တွက်တာဟုတ်တော့ပေါက်တယ်အဲ့တော့ဒီပြုပြင်မှုရဲ့မိနာတစ်နှစ်ဝင်ငွေ68တန်ဒေါ်လာ450ပါတန်6လပြန်ဆက်သည့်ကာလဆိုတာကဒီ12တန်းကို450နဲ့ပဲတွက်ထားတော့ဟုတ်အဲ့တော့ပြောချင်တာကဒီ12တန်းကိုအရင်ပြန်ဆက်ပလိုက်မှာပေါ့အဲ့လိုလားရောင်းပထမဆုံးရတဲ့ဟိုကျွန်တော်တို့ net profit sharing လုပ်မယ်ဆိုတာကစတဲ့ကဥမာတအားရှောက်ဟိုလောက်သွားမှာလားဒါမှမဟုတ်အရင်12တန်းကိုပြန်ထုတ်ပြီးတော့မှပိုတဲ့ဟာကိုစပြီးတော့အရင်ကတော့သူရဲ့နှစ်ပြည့်မှာပဲအရင်ထုတ်ချင်းမထုတ်ချင်းကတော့ဒါဟိုဟာတော့မှလေဟုတ်ဒီလုပ်ငန်းကရဆိုင်နေမယ်ကဲတပ်လို့ချင်မှုဆိုရင်တော့အဲ့အရင်ကိစ္စကိုသူကပြောမှာဟုတ်ဒီကောင်ကလည်း profit ဆိုတာတော့ရတဲ့နေ့စဉ်ရတဲ့ဥမာ profit ပေါ့နော်ဟုတ်ရင်းမာညာနှုတ်မယ်နောက်ပြီးတော့ဒီ 20 ပါးနှုတ်ပါပေါ့နော်ပြီးတော့ net ပေါ့ဟုတ်ဟုတ်တယ်
အဲ့တော့ဒီကျွန်တော်တို့ဥမာအလုပ်တစ်ခုစလုပ်လိုက်တယ်12တန်းကိုလုပ်လိုက်တယ်ဥမာတစ်နှစ်အတော်ရင်အလုပ် renovation လုပ်တာဖြစ်တဲ့အတွက်တစ်လကိုဥမာထားပါတော့ကျွန်တော်တို့တစ်တန်းနဲ့ဖြစ်ဖြစ်12တန်းတစ်နှစ်ပထမဆုံးတစ်နှစ်မှာကုန်သွားပြီပေါ့ကုန်သွားပြီးွားတာနဲ့နောက်နှစ်မှာစပြီးတော့အကျိုးမြတ်ထွက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ12တန်းကိုအရင်မချေသေးပဲနဲ့ထွက်တဲ့ net profit တွေကနေပြီးတော့မှအစိုးရကိုဘယ်လောက်ကျွန်တော်တို့ကဘယ်လောက်ဆိုပြီးခွဲမှာပေါ့နော်ဟုတ်တယ်ဟုတ်ပြီးတော့မှနောက်ဆုံးမလုပ်တော့ဘူးဆိုတဲ့အချိန်ကမှအဲ့12တန်းဟာကိုပြန်ထုတ်ချင်ထုတ်ပေါ့အဲ့လိုမျိုးသွားမှာဒီပေါ်တကယ်လို့နှစ်ကမှနှစ်ကြီးသွားလို့ပဲဖြစ်ဖြစ်ကျန်တဲ့ဂျားထဲမှာကိုကအကြောင်းတစ်ခုကြောင့်ဆက်မလုပ်ချင်ဘူးတော့ပဲဖြစ်ဖြစ်အဲ့ဒါတော့သဘောတူညီချက်တက်တက်ထည့်ရမှာဟုတ်အဲ့တော့ဒီမှာပြုပြင်ပြီးတော့တစ်နှစ်ဝင်ငွေterminate ပေါ့ contract ကို termination သွားမယ်ဆိုရင်ဘယ်လိုအခြေအနေနဲ့လုပ်မလဲအဲ့ဒါကိုတက်ဟုတ်ဒါတွေကတော့ကိုယ့်ကိုညှိနှိုင်းမှုတွေထည့်ရမှာဟုတ်ဒီမှာကကျွန်တော်တို့ဒီ share 85လို့ပြောထားတဲ့အခြေအနေမှာဒီကျွန်တော်တို့တခုခုကြောင့်အကျိုးမြတ်ဖြစ်မလာခဲ့သေးဘူးဆိုလို့ရှိရင်တစ်နှစ်ကိုမဖြစ်မနေဘယ်လောက်ဆိုပြီးပေးရမယ့်ဟာမပါဘူးเนาะကိုဟောအဲ့ဒါတော့မပါဘူးလေဟုတ်ဒီမှာကအဲ့ဒါတော့ပါလို့မရဘူးလေဟုတ်မှန်တယ်ကိုဒါတော့ဖြစ်အောင်ဟုတ်ကိုဒီမှာဒီတစ်ချက်ကျွန်တော် renovation တစ်နှစ်ငွေ68တန်းကို6လပြန်ဆက်သည့်ကာလဆိုတော့ကျွန်တော်တို့ရင်းခဲ့တာ12တန်းပဲရင်းခဲ့တာဒါပေမဲ့ဒီမှာ68တန်းဖြစ်နေတာဘယ်လိုအတိတ်ပဲလဲမသိဘူးเนาะ68တန်းဆိုတာတစ်နှစ်မှာအနည်းဆုံးထွက်မယ်ရောင်းရမယ်ပေါ့နော်ဟုတ်ကဲ့ရောင်းရမယ်ပစ္စည်းရဲ့ရောင်းရငွေကိုပြောတာဟုတ်သဘောပေါက်ပြီဟိုအလုပ်သမားစိတ်ဘာညာတော့မထုတ်ထားသေးဘူးစုစုပေါင်း monthly income တွေအဲ့မှာပါအောင်မယ်လေရေးတာအဲ့မှာဟုတ်အားလုံး total ပေါင်းလိုက်မယ်ဆိုရင်ရင်းကတန်းမှာ300ကျော်လောက်ကျလိမ့်မယ်ဒေါ်လာ300ကျော်လောက်ကျမှာလားကိုဟိုက450ဆိုရင်တန်းတိုင်းမှာ150ပြတ်မယ်ဆိုတော့ဟုတ် net profit ကတော့150မြတ်မှာပေါ့ဟုတ်150နဲ့ဟိုကကြားပေါ့အဲ့လောက်နော်ဟုတ်ကဲ့ကိုဟုတ်အဲ့တော့ဒီစိတ်ဝင်စားတယ်စိတ်ဝင်စားတယ်မဟုတ်ဘူးကျွန်တော်အသေးစိတ်တွေလုပ်နေပြီကိုရတယ်လုပ်ဟုတ်ဒီအဲ့တော့အဲ့ဒါကအခုမှဟုတ်ဟို project ရှိတယ်ပထုံတာရလည်းရှိဟုတ်ကိုဒီတခုကျွန်တော်အရင်ပထုံတာရကကြတော့သူကတာ6တန်း project လေးပြင်လာနဲ့လုပ်ထားတာတာ6တန်းဆိုတာပြင်လာနည်းမြညာနဲ့ဟုတ်ပထုံတာရကိုသူကယူဟိုကယူမှာပေါ့နော်သူကတော့ဘာလို့ရှိရပါ့နော်ဟိုဘယ်လိုလုပ်မလဲဒါကြီးကိုပရိုဒါမှာရှိတဲ့ဆက်တွေဆက်နေရာပဲယူလိုက်ပါတောင်းတဲ့နေရာပဲဟုတ်တောင်းတဲ့နေရာပဲယူပြီးတော့ဆက်တွေပါတွေရတော့ဖင်လန်နဲ့အစ်စ်တယ်ဟုတ်အဲ့တော့ ROI ကောင်းတယ်25.7လောက်ဟုတ်အဲ့ကောင်ကကျတော့ဘာပါလဲဆိုတော့ဘာပါတယ်ဟိုဝယ်မဲ့ market တယ်ပေါ့နော်ဟုတ်ဖင်လန်ဒီကောင်မှာတာယာထုတ်လုပ်မှုမှာဒီပညာအကောင်းဆုံးဘာဒီတာယာဒီမှာအကောင်းဆုံးတာယာတွေကဖင်လန်ရဲ့ဒီပညာနဲ့ပုံတယ်ဟုတ်သူနိုင်ငံရဲ့ဒီပညာနဲ့ထုတ်ဖို့တယ်ဝယ်တဲ့လူတွေအများမလေးရလည်းဝင်ယူမယ်ရုပ်ကလည်းယူမယ်အားရလည်းယူမယ်ပေါ့အဲ့လိုဟုတ်ဒီအကောင်ပါလေ raw ကကြတော့ပြည်တွင်းရမှာလားတခြားနိုင်ငံပဲဝယ်ရမှာလားပြည်တွင်း raw နဲ့သုံးရမှာပေါ့နော် chemical တွေကတော့နိုင်ငံခြားသုံးရမှာဟုတ်ဒီ presentation file ထဲမှာတော့အခု12 million ကို renovation လုပ်တာ1 year တော့ထဲမှာလုပ်သွားမယ်လို့တော့ရေးထားတာเนาะအခုဟုတ်တယ်ဒီဓာတ်မြေဩဇာအတွက်တော့1 year အတွင်းမှာအခုကိုယ်တိုင်ရောနေမြေပထမနှစ်မှာတော့ downlink center တွေပါလုပ်အောင်မှာပေါ့နော်ဟုတ်ကဲ့ဟုတ်အခုကိုယ်တိုင်ရောနေမြေဟိုပေါက်ခေါင်းလို့ဘာလို့သွားလဲလိုက်သေးလားကိုကျွန်တော်ကတော့ပြေရွှေတောင်ကပါဟိုဟာလမ်းမေးလိုက်လို့ရတယ်အခုရောမဟုတ်ပါကြီးအကျော်လေးပဲပြေအကျော်လေးပဲเนาะပြေနဲ့ online ကြားဟုတ်online ကြားမှာအခုရောက်ခဲ့သေးတာ AC ပဲမလားကိုအဲ့နေလေးဟုတ်ကတော့အခုပဲပြီးခဲ့တဲ့ဟို5 ရက်ကမှပြန်လာတာလေအဲ့ဒီမှာဒီသူတို့ရဲ့အဓိကအဆက်ကြီးပေါ့ဟုတ် synthetic gas compressor major renovation လုပ်နေတာအခုလက်ရှိဥမာကျွန်တော်တို့အလုပ်လုပ်နေနေမှာတခြားကုန်စက်တွေကတော့ပြင်နေတာလေဟုတ်ဟိုကျွန်တော်တို့ဥမာအခုနဲ့ကျွန်တော်တို့ဟာ contract တွေတို့လောက်ကြရင်းနဲ့အသွားရှောက်နေရင်းနဲ့တခြားလူကဝင်ယူသွားနိုင်တာမျိုးဖြစ်နိုင်လားဒါတော့လည်းမပြောတော့ဘူးဟုတ်လားပြောတော့ဘူးဆိုတာသူတို့ offer ပေးထားတာတော့တို့တစ်ဖွဲ့တည်းတော့မဟုတ်ဘူးဟုတ် investor ကိုတခြားလာပြီးတော့ဟိုကမ်းလှမ်းနေတဲ့ဖွဲ့တွေလည်းတခြားဖွဲ့တွေလည်းရှိတာရှိတယ်
ဟုတ်ကို အဲ့တော့ဘယ်သူနဲ့တည့်သွားမလဲဆိုတော့ပြောလို့မရဘူးအခုဘက်ကတခုနဲ့ဒီတွိုင်းနဲ့စာချုပ်တွေချုပ်ပြီးသွားပြီဆိုတော့ကျန်တဲ့လူတွေကျွန်တော်တို့နဲ့စာချုပ်ဦးချုပ်ပြီးသွားပြီဆိုရင်တော့လှုပ်လို့မရတော့ဘူးကျွန်တော်တို့ဆက်လုပ်ပါရမှာနော်အဲ့ဒါဆိုအဲ့လိုမျိုးဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ချင်းမြန်လက်မြန်ဖြစ်ဖို့အတွက်ဆိုဘာတွေလိုအပ်မလဲဒီကသူတို့နဲ့အခုပြင်လုပ်မယ် online မှာဆွေးနွေးတယ်ဆွေးနွေးပြီးတော့သူတို့ပြင်လာတယ်သူတို့ပြင်ပြီးဆိုရင်ဟိုတော့ကသူတို့နဲ့တော့စေဟိုဘက်ကဝကြီးဌာနနဲ့တောင်းပြီးတော့စကားပြောခင်သူတို့နဲ့ MOU လေးပါလေးတို့လုပ်ဟုတ်ပြီလိုရကုမ္ပဏီတက်လို့ပေါင်းဆောင်ရမယ်သူတို့ညဒီဒါပြုရအောင်ဒါပဲသူတို့နဲ့လုပ်မယ်နော်နောက်ပြီးတော့ MOU ပါထိုးမယ်နောက်ပြီးသူတို့ရဲ့အဓိကပြင်ထားတဲ့ source of fund ပေါ့ဗျာsource of fund ဆိုတော့ဘယ်အမှုနဲ့တုံးလဲဆိုတဲ့ဟာလေး source of fund ရပြီဒီလားဟိုမှာငွေရကြဖြန့်လို့ဘာလို့မဖြစ်အောင်clean 3C ပေါ့ကျွန်တော်အခုဟိုတစ်ခါတော့ပြော clean clear non criminal ပေါ့နော်ဟုတ်ကိုကျွန်တော်အခုဘာဘာလို့လည်းမကန့်ကွက်ရအောင်အခုကိုကျွန်တော်တစ်ခါတော့မေးသေးတယ်လေတန်900ဂျာမနီဘက်ကဆိုတဲ့ဟာလေအဲ့လိုမျိုးငွေနဲ့ဆိုရင်ရောရမလားအခုတစ်ချက်လောက်စစ်ကြည့်ပေးလို့ရလားကျွန်တော်ကျွန်တော်အခုတစ်ခါတော့ပြောလိုက်သေးတယ်လေကျွန်တော်တန်900ဟိုဘက်ဂျာမနီဘက်မှာရှိတယ်ဆိုတဲ့ဟာလေအဲ့ဒီတန်900နဲ့ရောအဲ့လိုလှမ်းလို့ရနိုင်တယ်ယူရိုဘက်ကလာမဲ့ fund ကတော့မလွယ်တော့ဘူးเนาะဘာလို့လဲဆိုတော့လောကဘိုင်ကော့တွေဘာတွေလဲရှုပ်နေမှာเนาะအဲ့ဒါလည်းဆက်လာအဲ့လိုတော့ဒီ World Bank ကို Interpol တို့ဒီဟာတို့ဘာလို့လဲFederal Reserve တို့အဲ့ဒီဟာဒီဒီကဘာမှ financial institution တွေဖြတ်ပြီးမှလာလာရဲသူကကြည့်နေတာလေ credit ကိုသူကဟိုမှာအဲ့ဒီတွေပေါ်နေတာဘယ်ကနေပြေသွားတယ်ဒီဗမာပြည်ရဲ့လက်ရှိနိုင်ငံရေးအခြေအနေကြောင့်ပြောတာပါဟုတ်ဘူးနောက်တစ်ချိန်ကျရင်တော့လည်းကြမှာဟုတ်ဘူးအဲ့တော့ဒီတရုတ်တော့အခုချိန်မှာတော့ဝင်လာနိုင်တာဒီ China တို့ Hong Kong တို့တရုတ်ရဲ့ဟိုဟာတော့control မှာရှိတဲ့ဖွဲ့စည်းတွေပဲဖြစ်နိုင်တယ်ဟုတ်ကဲ့ကိုအိန္ဒိယရဲ့တစ်စိတ်တစ်ပိုင်းရတော့ဖြစ်နိုင်တယ်ဟုတ်ချာဒီယူရိုပတို့အမေရိကတို့ကတော့လက်ရှိသူတို့ရဲ့ law ကိုကြော်ပြီးတော့လာလို့ရသူတို့ရဲ့ sanction ကအများတင်းကျပ်တာတင်ကူတော့မရဘူးကျွန်တော်နားလေတာကလေဒီအခုစာချုပ်ချုပ်တယ်ဆိုရင် 5% လားမသိဘူးတွင်းရတယ်ပေါ့နော်ပြီးသွားရင် 10% လားမသိဘူးတွင်းရတယ်ဆိုပြီးတော့အဲ့လိုမျိုးကြားဘူးတယ်အဲ့တော့ကျွန်တော်ကအဲ့ဒါတွေကျတော့ဒီလိုဟုတ်ဒီလို project မျိုးတွေမဟုတ်ဘူးဒါတွေကကျတော့ခုနပြောလို့ဟိုအလုံးမြတ်မှာပဲပေးရမှာပေါ့ရှိတာပေါ့အမှဟို easy ဟို signature bonus တို့ဘာလို့ပေါ့ဒါမျိုးလေးတွေကတော့နည်းနည်းပါးပါးရှိကောင်းရှိတယ်အတကယ်လည်းရာခိုင်နှုန်းလည်းမဖြစ်ဖြစ်နိုင်ဘူးဒီမှာရှိတဲ့ဌာနမှာရှိတဲ့လူကြီးတွေရဲ့ entertainment ပေါ့signature bonus ဆိုတာကဥမာပြောလို့ဟလာဒီဟိုအနေချင်းပေါ့အောင်ငနာလောက်ဖြစ်မယ်ဒါတွေကတော့သူတို့ entertainment ပေးတဲ့သဘောမျိုးအဲ့လောက်တော့ဖြစ်နေအဲ့ဒါကဒီ license ကျသွားပြီးမှလာကျွန်တော်မကြခင်လားဒါတွေကသူတို့နဲ့ final ဟောပေါ့ MOA ထိုးပြီးထိုးတဲ့အချိန် MOA ထိုးတဲ့အချိန်MOA ထိုးတဲ့အချိန်ပေါ့နော် MOA ထိုးတဲ့အချိန်ပေါ့ MOA ထိုးပြီးဆိုရင်ကျန်တာကြီးကဒါအကြီးဖြစ်သွားပြီဘာလို့အချိန်ကြရင်တော့လည်းပေါ့ပါဟုတ်ကူကျွန်တော်ကကျတော့သူတို့နဲ့ငွေကြေးပြောတဲ့အချိန်ဆိုဟုတ်ငွေကြေးပြောတဲ့အချိန်ဆိုကျွန်တော်ကဟုတ်ငွေကြေးပြောတဲ့အချိန်ဆိုသူတို့ကျွန်တော်ကနည်းနည်းကြိုပြီးတော့ဒါတော့ဒီလိုဖြစ်မှာနော်ဒါတော့ဒီလိုပေးရမှာနော်အဲ့လိုပြောထားမှကောင်းပါလေအဲ့လိုကြောင့်ဟုတ်ကူဒါပေါ့ဟုတ်အဲ့တော့ဒါလေးတွေကတော့သူ့ရဲ့ဟိုပေါ့အားလုံးသူတို့ဘက်က invest လုပ်ဖို့တည်ကြပြီသူတို့ရဲ့ထောက်ထားတွေလည်းသိရပြီဆိုရင်တော့အသေးစိတ်ကိစ္စတွေကတော့တပိုင်းဆက်လို့ရမှာပေါ့အသေးစိတ်ကိစ္စတွေဆိုတာဒီအဲ့ဒီဟာမှာကျွန်တော်တို့ဒီလိုလုပ်လို့ရလားအခုဟုတ်ပြီ85ကျွန်တော်ကအစိုးရကိုတရားဝင်ကိုပေးရမယ်ဟာအဲ့လိုလား15ဆိုတော့ဒီကောင်ရဲ့ product share ပဲဖြစ်ဖြစ် profit share ပဲဖြစ်ဖြစ်ဟုတ်ဒါဆက်လေတော့မှပေးရမှာလေဟုတ်ဒါကအစိုးရကိုတရားဝင်သွင်းရမယ်ပတ်စံပေါ့အခုဘာမှပေးကြမလို့သေးဘူးဟုတ်အဲ့တော့ကိုအရုပ်ဘက်ကတည်ကြတဲ့အနေအထားရှိပြီဆိုရင်
လောဆယ်မှာတို့ online မှာ Zoom တွေပါ meeting တွေပါလုပ်မဲ့ပါညာသူတို့သိချင်တာတွေပါသူတို့ရှိရလဲဟိုပြန်ပြောလေနော် ဟုတ်အခုဒီကကျွန်တော်အသေးစိတ်တွေပြောနေတာကိုအသေးစိတ်တွေပြောနေဆိုကျွန်တော်ဟိုပေါ့တရုတ်လူကျွန်တော်ချစ် main point နေဒီရက်မှာဟို business plan ပုံစံမျိုးပါပဲအခုဒီမှာထားပါတော့12 million စုစုပေါင်းသုံးမယ်10 million ထားဝင်မယ်ဒီဥစ္စာထားဝင်မယ်ဘယ်နှစ်တော့ထဲမှာအလုပ်လုပ်မယ်အစိုးရကိုဘယ်လောက်ပေးမယ်ဒီကြားထဲမှာဒီကျွန်တော်တို့ broker fee ပေါ့ဟိုဘက်ဒီဘက်အလုပ်လုပ်တဲ့ဟာအတွက်ဘယ်လောက်ပေးမယ်ပြီးတော့တစ်နှစ်ကိုခမန်းကြီးဘာတွေထုတ်လို့ရမယ်ဘာတွေသွင်းလို့ရမယ်နောက်ပိုင်းထွက်လာတဲ့ net profit ကိုဘယ်လိုမျိုးလုပ်ပြီးတော့ပတ်စံကိုဘယ်လိုပြန်ထပ်သွားခွင့်ရှိတယ်ကျွန်တော်အဲ့လိုမျိုးတွေပြောရမှာပေါ့နော်အဲ့လိုကြောင့်အခုဒီကအခုနေ့ကျွန်တော် meeting လုပ်နေရကိုဟုတ်ပြီအဲ့တော့ဟုတ်ကိုဒီစက်ရုံကိုနှစ်30လေပတ်ပါလို့ရေးထားတာတစ်ချက်တွေ့တယ်ကိုအဲ့တော့ပြောချင်တာကစက်ရုံနှစ်30ပေးပါလားဆိုတာကလောလောဆယ်မှာသွားနေတဲ့ပုံစံပေါ့ဟုတ်ကိုကစာချုပ်ထဲမှာနှစ်30ပြီးသွားရင်တက်တန်းဆက်တိုးမယ်ဆိုရင်လည်းတက်တန်းဆက်တိုးမယ်ဆိုတဲ့အကြောင်းထည့်ထားပေါ့ဒါဟုတ်နှစ်30ပြီးရင်တက်တန်းတိုးခြင်းတယ်ဆိုတိုးမယ်အကြောင်းပေါ့နော်တက်တန်းတိုးခြင်းတယ်ဆိုလည်းတိုးမယ်ပေါ့ဟုတ်ဒါတွေကတော့ခုနပြောသလိုဟိုပါပေါ့ဘယ်ဟိုဟာ JB မဆိုရှိတယ်လေဟုတ်ကိုကတိုးမလားမတိုးဆိုလဲအဲ့ဒီအချိန်ကြီးကြမှာပဲသူတို့တိုးမဲ့မတိုးပြောလို့ရမှာပေါ့မတိုးဆိုလဲသူတို့ဘယ်နှစ်ကြိုပြောမလဲပေါ့ဒါပြောလို့ထပ်ထည့်ရမှာပေါ့နော်ဟုတ်တို့အကျိုးများရှိလို့အကယ်တိုးမဲ့ဆိုလဲတိုးပေါ့ဒါတော့ဒီ contract မှာတော့ဒါကအကိုသူတို့ ਨੇ ဖြစ်ချင်တဲ့ပုံစံကိုရေးထားတာလို့ဒါတော့ contract ရဲ့ပါပြမယ် draft ပေါ့မူကြမ်းပေါ့ဟုတ်မူကြမ်းဟုတ်အစိုးရဘက်ကဒီဟာကိုခုမူကြမ်းဖြစ်တဲ့အတွက်သူတို့ဘက်ကလည်းထည့်ချင်တာထပ်ဝန်ကြီးဌာနဘက်ကလည်းအခြေအနေရမီဒီယာပြီးသွားရင်သူတို့လည်းထည့်ချင်တာလေးထပ်ထည့်လိမ့်မယ်ဒါတော့မူကြမ်းလို့ခေါ်တာပေါ့ draft ပေါ့ဘာဆိုတာ final မဟုတ်သေးဘူး amendment လုပ်လို့ရတယ်နှစ်ပတ်လုံးကဟုတ်ရတယ်ကိုပြောဝင်ထုံးတကယ်လို့အဖြစ်ကိုမနှက်ဖြန်ဆက်အောင်မှရှိတယ်ဟုတ်ဆက်တော့ဒီနေ့တည်နေတာရှိလဲဟိုမှာလာပြီးတော့လာပြောလေဟုတ်ဟိုတစ်ခါကျွန်တော်လာပါတယ်ဘန်ကောက်မသားခင်လာပါတယ်ဟုတ်တယ်ဟိုဝင်းလည်းရှိတယ်ဟုတ်ကိုဟိုတခြား project တွေလည်းနည်းနည်းချပြမယ်မှာနော်ဟုတ်ကိုဟုတ်တခြား project တွေတော့အခုလောက်ထားတဲ့ဟိုဟာတွေရှိတယ်ဒီ ethanol ရှိတယ်နောက်ခုနအချိုမုတ်ရှိတယ်ကောမုတ်ရှိတယ်တာယာရှိတယ်နောက်ဒီဟွာတွေရှိတယ်ရင်းနဲ့စိတ်ကန်းတို့ဘာလို့လဲရှိတယ်အဲ့ဒါဒီကလုံးကသူတို့ကိုပြရင်လည်းပြလို့ရတယ်ဟုတ်ကိုဟုတ်ကျွန်တော်ဒီမှာဟိုပါပေါ့3ရွက်စလုံးနီးနီးတော့ဖတ်ချိထားပြီးပါပြီပေါ့နော်ဒီထဲမှာဟိုကကျွန်တော်တခုဘီလက်မြေစိတ်ုံတခုတော့ကျွန်တော်အတွေ့အကြုံရှိထားဘူးတယ်အဲ့ဒီတုန်းကသူတို့ကဘယ်လိုမျိုးလဲဘီလက်မြေနဲ့ပတ်သက်တာလည်းရှိတယ်ဟုတ်အရှိပါနော်ဟုတ်ဘီလက်မြေကကျတော့ဒီဥပိုင်အောက်ကဖြစ်မှာပေါ့နော်အဲ့လိုလားအော်ဘီလက်မြေတွေကဟိုအလွတ်တွေလည်းရှိတယ်လေကိုကကိုအစ်စ်တယ်လို့လည်းရတယ်ဟုတ်နောက်ဟိုဟာနဲ့လုံးလို့လည်းရတယ်ဥနာပြောသလိုဥပိုင်ဆက်ယုံကိုပြန် renovation လုပ်ပြီးတော့အစ်စ်လဲမယ်ဆိုလဲလဲလို့ရတဲ့အနေအထားတွေရှိတယ်အဲ့ဒီ project တွေလည်းရှိတယ်အဲ့ဒါတွေရေးထားတာတွေလည်းရှိတယ်ဟုတ်အဲ့ဒါဒီမှာကျတော့တကယ်လို့အခုကျွန်တော်တို့က12 million ဆိုတဲ့ဟာမှာယတိပြက်12 million ပဲဖြစ်ပြီးတော့ဒီအလုပ်ထဲမှာပဲတုံးသွားပြီးတော့နားလက်မှုကြီးကိုဟိုအကိုကအစီအစဉ်နဲ့လှုပ်ထားပြီးတော့မှအဲ့ရနေပြီးအကို 10% ယူလိုက်တာအဲ့လိုပုံစံမျိုးလားဒါမှမဟုတ်ဟို12 million တွေကနေပြီးတော့နှုတ်မှာလား10 million မဟုတ်လေကိုတော့ဒီထဲမှာပေါ့ဒီကောင်ရဲ့ဟိုအနေနဲ့ပေါ့ဟို profit share အနေနဲ့ပေါ့ဟုတ်ဒီ local partner အနေနဲ့ပေါ့ local partner အနေနဲ့ယူတဲ့သဘောပဲဟုတ်ကဲ့ကိုအဲ့ local partner ထဲမှာငန်းကြီးတော့ဟိုမှာကိုပြောဝင်ထုံးတော့ပါပဲဆိုလဲပါလို့ရတယ်လေထဲလို့ရတယ်ပေါ့ဟုတ်ကို local partner အနေနဲ့ကတော့တစုရက်တည်ရမှာပေါ့ပြောရအောင်ဟိုပြောဝင်တော့ကိုတို့အဲ့ဒီရဲ့ local partner company တစ်ခုဖွဲ့ပြီးတော့အဲ့ company ထဲမှာပါလို့ရတယ်လေဟုတ်လားဟုတ်ကဲ့ဒီကျွန်တော်မေးတဲ့မိကွန်းလေးကကြဒီလိုဟိုမှာ12 million ဆိုတာဒီလုပ်ငန်းထဲမှာပဲသွားတုံးပြီးတော့ဒီလုပ်ငန်းတွေပဲဒီလုပ်ငန်းတွေပဲเนาะကျွန်တော်ဟိုကျန်တဲ့ relation ကဒီတိုင်းအကူကကွက်ကိုဝင်သွားလိုက်ပြီးလုပ်မှာပေါ့ဟုတ်တယ်ဒီအမျက်ခွဲဝေမှုမှာကျွန်တော်မတွေ့တာကဘယ်နှစ်နှစ်မှာတစ်ချိန်ဒါမှမဟုတ်လဲဥမာဘယ်နှစ်လမှာတစ်ချိန်ဆိုတော့မကြီးထားသေးဘူးเนาะဟိုပထမတစ်ခေါက်တစ်နှစ်က69 million
revenue တွေကရ အဲ့ဒါမဟုတ်တော့နှစ်စင်ပေါ့နှစ်စင်တော့သူ နှစ်စ ခွဲ င် တော့ ခွဲမှာပေါ့နော်ဟို budget ပိတ်တယ်လားဆိုတော့ budget ပိတ်တယ်လားကျွန်တော်တို့လုပ်လိုက် budget ပိတ်တယ်လားပေါ့တော့ ဟုတ် ကြားတယ်ပြောလိုက်ပါဒါအခုချိန်မှလည်းဒီလိုခွင့်မျိုးရှိတာနောက်ပိုင်းခက်ကောင်းနေရင်လည်းမလွယ်ဘူး ဟုတ် ခက်ကောင်းနေလာခြင်းတဲ့လူတွေအများကြီး ဟုတ်ကိုတကယ်လို့ဒီရမှာသူကဒီအငင်းပွားဖြည့်ရှင်ချက်ဆိုတဲ့နေရာမှာဘယ်စင်ကာပူလူနဲ့လူတော့ပြောထားပြီးသားတယ်မှာဟုတ် စင်ကာပူရဲ့ rules နဲ့ပြောထား ဟုတ်ကဲ့ကိုအဲ့ဆိုတော့မစိုးပါဘူးမြန်မာလူမဟုတ်သူစင်ကာပူလူရေးထားတာ ဒါတွေကတော့ညှိလို့ရပါတယ်ကဲထားပါတော့ ဟုတ် ဟိုတခြားနိုင်ငံရဲ့ rules တခုကိုပြောင်းနေတယ်ဆိုလဲဒါပြောင်းပေါ့ဒါတွေကတော့နှုံးနှစ်ဖက်ဒါနောက်ဆုံး final ကြမှာဒီဖြစ်မဲ့ကိစ္စတွေလေ ဟုတ်ကောဒီ project ကအခုကျွန်တော်တို့အကိုတို့တွေ့ပြီးတော့အဲ့တွားယူပြီးဆိုလို့ရှိရင်အချိန်ဘယ်လောက်ကြာလောက်လဲ ဒါသူဘက်ကစုပ်ဆော့ဖမ်းတာငွေထောက်ထားတာခိုင်းမအောင်ယူခဲ့သမှာတလားနဲ့ဖြစ်ချင်တာ ဟုတ်ကိုဟုတ်နားလဲပြီအဲ့ဆို တလားနဲ့ဖြစ်ချင်လားဖြစ်တယ် ဟုတ်ကိုအဲ့ဆိုကျေးဇူးပါကိုကျွန်တော်ဒီဟာကျွန်တော် presentation ပိုင်းပုံစံလုပ်ပြီးတော့လည်းအခုစီလည်းကျွန်တော်ပြန်ပို့ပေးမယ်လေပို့ပေးပြီးတော့အခုကျွန်တော်ဒီလိုပြောမှာဒီလို agree နော်ဆိုပြီးတော့ဟုတ်အဲ့ဆိုကျေးဇူးပါနော် ကဲလို့အချိန်ရရင်လည်းဟိုဆက်အောင်မဲ့လောက်ကလေးကိုတခြား project တွေလည်းနည်းနည်းပြအောင်ချာနော် ဟုတ်ကဲ့ပါကိုဟုတ်အဲ့ဆိုကျေးဇူးပါနော်ကိုခင်ဗျာဟုတ် ကောင်းတာတော့အဲ့ဒီထိုင်ဝမ်တို့ဘာလို့လဲကောင်းပါတယ်နော် ရှိတယ်ကိုကျွန်တော်ဟိုကိုပြောလာတော့မသိကျွန်တော် ထိုင်ဝမ်မဟုတ်ဟောင်ကောင်တို့ဘက်ကဟိုတွေလည်းရှိတယ် ဟုတ် အများကြီးလားကိုဒီမှာလောက်တဲ့ဆရာဟိုတွေအများကြီးရှိတယ် ဟုတ် တလား ဟုတ် ခိုင်မာဟိုတွေအများကြီးရှိတယ်လို့ source တွေက ဟုတ်အဓိကအကိုရဲ့အားသာချက်ကအဥမာသူတို့စီကကျွန်တော်တို့ကငွေသွားကြိုယူထားတာမရှိဘူးကွာ project ထွက်ပြီးမှ net profit ထွက်တယ်ကျွန်တော်က အဲ့လိုယူလို့မရဘူးလေ ဟုတ်သိတယ်လေပြောချင်တာကအမအဲ့ဒါကကျွန်တော်ကအားသာနေပြီလို့ပြောတာအမသူတို့အမအလုပ်လုပ်ရင်တော့ ဒါပေါ့သူစီကလည်း investor တယောက်ကိုခေါ်တယ်ဆိုတော့အဲ့လိုကြိုယူလို့ပဲရပါဘူး ဟုတ်နားလဲတယ်မဟုတ်ပြောချင်တာကကျွန်တော်တို့ ကြာရ လည်း တာအစတည်းကမဖြစ်ဘူးဆိုကြ မှန်တယ်သဘောပေါက်တယ်မဟုတ်ပြောချင်တာကျွန်တော်ကအဲ့ဒါကအားသာနေပြီလို့ပြောတာဟုတ်လားအမသူများလိုမျိုး project လိုက်ပြီးမယ်ဘယ်လောက်ပေးပါညာအဲ့လိုလုပ်တဲ့လူတွေမဟုတ်တဲ့အတွက်ကြောင့်မို့ ဒါပေါ့တော့ ဟုတ်ဒီဟာကိုကျွန်တော်မြန်မြန်ဖြစ်အောင်လုပ်လိုက်ပါမယ်ကိုကျေးဇူးပါနော်ကိုဟုတ် ကောင်းပြီ ဟုတ်ကဲ့ပါကိုဟုတ်